အားလုံးပဲမင်္ဂလာပါဒီနေ့22ရက်12လ2025မနက်ညစာညစာအတွက်က8တိချိန်မှာပတိကြတဲ့လူကပတိပတ်နိုင်ပါတယ်ချိန်83 88 8နှစ်8ခွန်13 18 1နှစ်1ခွန်မှာ83ရယ်1နှစ်ရယ်ဒါကဒီနေ့22ရက်တနင်္လာနေ့အတွက်မနက်ညအတွက်ပါအားလုံးပဲ channel လေးကို like and subscribe လုပ်ပြီးတော့အချင်းချင်း share ပေးကြပါအောင်အားလုံးပဲပေါက်ကြပါစေကျေးဇူးတင်ပါတယ်